လူတွေကခတ်တယ်မေရဲ့အရှုံးပေးပါတယ်လို့ပြောနေရသူတယောက်မှထပ်ပြီးအနိုင်လူချင်းနေကြသေးတယ်ပေါင်းတဲ့ဆက်ဆံရေးအစားချက်ချင်းမြတ်တာအဆုံးပေါ့ဒါမှဘာမျောလင်းချက်မှမရှိပါဘူးမေရဲ့ဒါမြတ်တာကြောင့်သူတို့ပျော်ရွှင်ရရဲ့ဆိုရင်ပဲကျင်းနေလာပါပြီဗျာ